အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဂုံဆောင် e-sports အသင်းဖြစ်တဲ့ရန်ကုန် Galacticos YG ရဲ့2026ခုနှစ်တော့အရန်ကိုရင်ခုန်စရာကောင်းတဲ့ပြိုင်ပွဲခီးစဉ်တွေကိုတင်ဆက်ပေးသွားမှာပါအထူးသဖြင့် YG ရဲ့ PUBG Mobile အသင်းဟာဒီနေ့ထဲမှာနိုင်ငံတကာပွဲကြီးတွေကိုစက်တိုက်ဆိုသလိုဝင်ရောက်ရှင်ပြိုင်သွားရမှာဖြစ်ပါတယ်ကဲ YG အနေနဲ့ဘယ်နိုင်ငံတွေမှာဘယ်လိုပွဲကြီးတွေကိုဆင်နွှဲရမလဲဆိုတာအသေးစိတ်ကြည့်လိုက်ကြရအောင်ဗျာပထမဆုံးအနေနဲ့မေလထဲမှာတင်ပွဲကြီးနှစ်ပွဲကိုမြင်တွေ့ရမှာပါမေလ10ရက်နေ့ကနေ9ရက်နေ့အထိဗီယက်နမ်နိုင်ငံမှာကျင်းပခဲ့တဲ့ C Nation Cup ကတော့ပြီးဆုံးသွားခဲ့ပါပြီ။အဲ့ဒီကနေမှတဆင့်မေလ15ရက်နေ့ကနေ18ရက်နေ့အထိထိုင်းနိုင်ငံမှာဆက်လက်ကျင်းပမယ် PMGO C Final Qualifier ကိုလည်းတွားရောက်ရှင်ပြရဦးမှာပါ။မေလဟာအရှေ့တောင်အာရှဒေသတွင်းမှာ YG ရဲ့အစွမ်းပြရမယ့်လလိုတာကိုပြောလို့ရပါတယ်။ဂျွန်လတကြောပြန်ဗီယက်နမ်ပြိုင်ပွဲဂျွန်လထဲမှာလည်းအနားရမယ်မထင်ပါနဲ့ဂျွန်လ18ရက်နေ့ကနေ21ရက်နေ့အထိဗီယက်နမ်နိုင်ငံမှာလည်းနောက်ထပ်ပွဲကြီးတစ်ခုဖြစ်တဲ့ PUBG Mobile Asian Games ကိုဝင်ရောက်ရှင်ပြိုင်ကြမှာပါ။ဩဂုတ်လထဲကိုရောက်တဲ့အခါမှာတော့ကမ္ဘာအဆင့်ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ EWS 2026ဆိုတဲ့ eSports World Cup ကို Saudi Arabia နိုင်ငံမှာဩဂုတ်6ရက်နေ့ကနေ15ရက်နေ့အထိတွားရောက်ရှင်ပြိုင်ရမှာပါ။ YG တင်တဲ့ကမ္ဘာဖလားချန်ပီယံဖြစ်နေပြီးသားဆိုပေမဲ့ဒီ2026ခုနှစ်မှာရောမိနစ်ကလို World Cup ကိုအရယူပြီးနှစ်ထပ်ကွမ်းကမ္ဘာချန်ပီယံဖြစ်လာမလားဆိုတာကိုစောင့်ကြည့်ရမှာပါ။ဒါဟာမြန်မာ eSports ပရိသတ်တွေအတွက်အရန်ကိုဂုဏ်ယူစရာကောင်းပြီးရင်ခုန်စရာကောင်းတဲ့အခိုက်အတန့်တစ်ခုဖြစ်လာမှာအသေးချပါပဲ။နောက်ဆုံးပိတ်ဖိုင်တဲ့အနေနဲ့ကတော့စက်တင်ဘာ23ရက်နေ့ကနေအောက်တိုဘာ2ရက်နေ့အထိဂျပန်နိုင်ငံမှာကျင်းပမဲ့ Asian Games 26ပြိုင်ပွဲကြီးပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲကြီးကတော့မြန်မာနိုင်ငံမှာကျင်းပသွားခဲ့တဲ့ NEC ပြိုင်ပွဲရဲ့အဆက်ပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲတွေအားလုံးကိုကြည့်လိုက်ရင် YG အနေနဲ့2026ခုနှစ်ထဲမှာအာရှတိုက်ဒလားတာမကကမ္ဘာအဆင့်အထိပါထိုးဖောက်ရှင်ပြိုင်ရတော့မယ့်အနေအထားမှာရှိနေပါတယ်။ We Rise ဆိုတဲ့သူတို့ရဲ့ဆောင်ပုတ်အတိုင်းဒီနှစ်မှာရောဘလောက်ထိမြင့်မားတဲ့အောင်မြင်မှုတွေယူဆောင်လာပေးမလဲဆိုတာကိုစောင့်ကြည့်ရမှာပါပရိသတ်တွေအနေနဲ့ရော YG ရဲ့ဘယ်ပြိုင်ပွဲကိုအရင်ခုန်ဆုံးလဲဆိုတာကို comment မှာရေးပေးခဲ့ကြပါဦးနောက်ထပ် e-sports သတင်းတွေနဲ့ update တွေကိုသိရဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက် video မှာပြန်တွေ့ကြပါမယ်